吧。我今天个表达的，一个人俺也这把那个表达的，俺有讲他，就这样的几秒，他们表达给我们，阿龙的里边有，这样人来比拿上比吧，就那也就不有了，千里百里，兄弟，几多家伙没个比的苗，当说话的，这把我也得有说的，偏多比了嘛，咱两个不路，那边一路，这把。ပြန်ပြီးတပတ်လက်ခိုင်းလို့ရတဲ့အရာမျိုးမဟုတ်ပါဘူး။မဖြစ်ခင်ကကြိုတင်ကာကွယ်ပြင်ဆင်ကြစီဖို့ပြောချင်ပါတယ်။ဒါဒုတိယတစ်ချိန်မြောက်NEOကြောင့်နော်2026ခုနှစ်နှစ်ကုန်ပိုင်းလောက်မှာကျွန်တော်တို့နေထိုင်ရာအရှေ့တောင်အာရှနိုင်ငံဒေသတွေကိုပြင်းထန်စွာရောက်ရှိလာမဲ့စူပါ NEO ဟာအခုပစိဖိတ်သမုဒ္ဒရာမှာအစပြုလို့နေပြီဖြစ်ပါတယ်။ကမ္ဘာရာသီဥတုစောင့်ကြည့်ရေးအဖွဲ့ဖြစ်တဲ့ NOAA ရဲ့ဇွန်လ10ရက်ထုတ်ပြန်ချက်အရပစိဖိတ်သမုဒ္ဒရာရေပြင်အပူချိန်ဟာစံချိန်တင်မြင့်တက်လာနေပြီပဲဖြစ်ပါတယ်။လာမယ့်2026ခုနှစ်နိုဝင်ဘာလကနေ2029ခုနှစ်ဇန်နဝါရီလအတွင်းမှာ1950ပြည့်နှစ်နောက်ပိုင်းအားအကောင်းဆုံးနဲ့အဆိုးရွားဆုံးဖြစ်လာနိုင်မဲ့အလွန်ပြင်းထန်တဲ့စူပါNEOဖြစ်ပွားဖို့သိကြနေတယ်လို့အချက်လက်တွေပြနေပါတယ်ဒုက္ခဆိုတာအဖော်ပေါင်းနဲ့လာတတ်တယ်လို့ပြောရမှာပဲကျွန်တော်တို့နေထိုင်ရာအရှိတောင်အာရှအိန္ဒိယသမုဒ္ဒရာမှာရေပြင်အပူချိန်ဟာမများမတဖြစ်စဉ်တွေတပြိုင်နက်တည်းဖြစ်ပွားလာနိုင်ပါတယ်အဲ့ဒီဖြစ်စဉ်တွေကြောင့်အာဖရိကဘက်မှာမိုးသည်ထန်စွာရွာသွန်းပြီးရေကြီးနိုင်ပြီးတော့အရှိတောင်အာရှနိုင်ငံတွေနဲ့ဩစတြေးလျတိုက်တို့မှာတိမ်ဖြစ်ထွန်းမှုနည်းသွားပြီးတော့မိုးခေါင်ရေရှားခြင်းအပူလှိုင်းဖြတ်ခြင်းတောမီလောင်ခြင်းအန္တရာယ်တွေကိုရင်ဆိုင်ရတတ်ပါတယ်အဲ့ဒီစူပါNEOဒီဖြစ်စဉ်တစ်ခုပေါင်းဆက်သွားခဲ့ပါကရာသီဥတုနှစ်ဖက်ပိတ်ဆို့မှုဆိုတဲ့ travel loss ဆိုတာဖြစ်ပေါ်စေပြီးတော့အရှိတောင်အာရှနိုင်ငံများအထူးသဖြင့်အင်ဒိုနီးရှားမလေးရှားဖိလစ်ပိုင်ထိုင်းဗီယက်နမ်နဲ့မြန်မာနိုင်ငံတို့ပဲဖြစ်တယ်အဲ့ဒီဒေသတွေကအပူဒဏ်နဲ့မိုးခေါင်ရေရှားတန်ကိုနှစ်ဆပြင်းပြင်းထန်ထန်ခံစားရနိုင်တယ်လို့ပြောကြပါတယ်ဒီတဲ့ပို့ဆိုတာနောက်ဆက်တွဲပြဿနာတွေပေါ့ဗျာစိုက်ပျိုးရေးထိခိုက်မှုမှာဒေသတွေအဓိကစံစပါးတင်ပို့ရာထိုင်းနဲ့ဗီယက်နမ်နိုင်ငံတွေမှာမိုးခေါင်မှုကြောင့်စံစပါးထွက်နှုန်းကျဆင်းနိုင်ပြီးတော့စားနပ်ရိက္ခာဈေးနှုန်းတွေမြင့်တက်လာနိုင်တယ်။တော့စားနပ်ရိက္ခာဈေးနှုန်းတွေမြင့်တက်လာနိုင်တယ်လို့လည်းထိုင်းအာကာသအေဂျင်စီကလည်းသတိပေးထားပါတယ်။မဲအောင်မြဝန်းအပါအဝင်အဓိကနိုင်ငံကြီးများမှာဒီမျက်နှာပြင်စံချိန်တင်ကျဆင်းနိုင်တယ်လို့စိုက်ပျိုးရေးနဲ့တောက်သုံးရေးရရှိမှုထိခိုက်နိုင်တယ်လို့လည်းပြောထားပါသေးတယ်အစားအသောက်ရှားပါခြင်းနောက်ဆက်တွဲရတော့ငတ်မုတ်ခေါင်းပါခြင်းအာဟာရချို့တဲ့ခြင်းနောက်တစ်ခုကမတန်ရှင်းတဲ့ရေကိုမဖြစ်မနေသုံးဆွဲကြရတဲ့အခါမှာဝမ်းပြက်ဝမ်းလျှောယောဂကာလာဝမ်းယောဂဥရောင်ငန်းပြားဆိုတဲ့တိုက်ဖိုက်နဲ့အရေးပြားယောဂတွေကိုဖြစ်စေဖို့တွန်းအားပေးနေတယ်လို့ပါပဲအခြေခံစားသောက်ကုန်အနေနဲ့ပြောရမယ်ဆိုရင်အထူးသဖြင့်ဆန်စီစာဟင်းသီးဟင်းရွက်အထွတ်နှုံးတိတိကျကျကျဆင်းသွားသည့်အတွက်ဈေးကွက်အတွင်းမှာဝယ်လိုအားရောင်းလိုအားမများမတဖြစ်ပြီးကုန်စည်နှုန်းတွေအဆမတန်မြင့်တက်လာနေပါတယ်စိုက်ပျိုးရေးမရရှိခြင်းကြောင့်တည်ရနေပျက်စီးပြီးတောင်သူဦးကြီးများကျွေးနှုံနေခြင်းနေရာကဏ္ဍပေါ်မှာမိခိုနေရတဲ့ကျေးလက်စီးပွားရေးရန်ရာထိခိုက်ခြင်းလို့ဖြစ်လာနိုင်ပါတယ်သမုဒ္ဒရာဝန်ဒရာဆိုတဲ့အတိုင်းပဲဝါရေးမပြေလေတဲ့အခါကျတော့ကိုယူမှုလူရဲမှုလိမ်လည်လှည့်ပြားမှုဆိုတဲ့ရာဇဝတ်မှုမျိုးတွေတိတိတသာမြင့်တက်လာနိုင်ပါတယ်မိုးခေါင်ရေရှားခြင်းဟာမြစ်ချောင်းများနဲ့နယ်နိမိတ်ချင်းထိစပ်နေတဲ့နိုင်ငံတွေပေါ်မှာအနည်းနဲ့အများသက်ရောက်မှုတွေရှိနေတတ်ပါတယ်မိမိတို့ရဲ့ဒေသတွေမှာစိုက်ပျိုးရေးမရတောက်သုံးရေရှာမရတော့တဲ့အခါလူအစုလိုက်ဝေးလိုက်တောက်သုံးရေနဲ့အလုပ်ကိုင်ပုံမကောင်းမွန်တဲ့
မျိုးကြီးတွေဒါမှမဟုတ်အခြားဒေသတွေကိုစုပြုံရွှေ့ပြောင်းကြရပါတယ်မျိုးကြီးတွေမှာလူဦးရေရုတ်တရက်တိတ်သီးလာမှုကြောင့်ကျူးကျော်အိမ်ယာများပြားလာမယ်မျိုးပြရေပေးဝေစနစ်ဝင်ပြီးခြင်းနဲ့အလောက်ကန်ရှားပါမှုပြဿနာတွေထပ်ဆင့်ဖြစ်ပွားလာစေပါတယ်ဘယ်သူမှကူညီဖြေရှင်းပေးလို့ရတဲ့အရာလည်းမဟုတ်သလိုမိမိရဲ့အသိပညာဒီသာကိုယ်ဝယ်ရာဖြစ်ပါတယ်ကျွန်တော်တို့တွေကမုံတိုင်းတန်ရေကြီးရေရှမ်းမြေပြိုခြင်းငလင်လှုပ်ခြင်းလို့ပြောလိုက်တဲ့အခါမှာခါသီးတဲ့အတွေ့အကြုံတွေအများကြီးကြုံမှုပါတယ်သို့ပေမဲ့လည်းမိုးကောင်ရေရှားခြင်းလို့ပြောလိုက်ရင်တော့ရရှိလာတဲ့အတွေ့အကြုံတွေကဘူသူတာတွေကနဲပါနေပါသေးတယ်ဒီလိုပြင်းထန်တဲ့ရာသီဥတုတောင်အနည်းဆုံးဖြစ်အောင်ရှော့ချနိုင်ဖို့ယနေ့ဒီချိန်ဒီရက်မှာကလေးစတင်ပြီးတော့ကြိုတင်ပြင်ဆင်သင့်ပါတယ်လို့အကြံပေးခြင်းနဲ့ယခုလက်ရှိမြန်မာနိုင်ငံတပြည်လုံးအတိုင်းအတာတစ်ခုအနေနဲ့ခြုံငုံသုံးသပ်ပြီးပြောရမယ်ဆိုရင်မုတ်တုံမိုးရာသီကာလလို့သာပြောရတယ်မိုးအညီမြရွာသွန်းတယ်ဆိုတာမရှိသေးဘူးနော်ဟုတ်ပါတယ်ဆိုတော့ဟုတ်ပြီယနေ့နောက်ဆုံးဇွန်လနောက်ဆုံးပတ်အထိမိုးလေကာလတွေမှာမိုးရွာတယ်ရွာတဲ့နေရာတွေမှာမိုးအစမတန်ရွာတဲ့အတွက်ရေကြီးရေရှမ်းတွေရေကြီးရေရှမ်းဖြစ်မှုနဲ့မြေပြိုတောင်ပြိုမှုတွေဖြစ်တာနဲ့မိုးမရနိုင်တဲ့ဒေသတွေဆိုတာလေလုံးဝကိုမိုးရင်းကာလနဲ့လွန်စွာမှပွဲပြနေပါတယ်အဓိကပြောချင်တာကလေပိုင်းမိုးတဲ့ဒေသတွေကိုပြောချင်တာပါမိုးလေကာလဟာများမကြာမီရောက်လာတော့မှာပါသို့တော့မိုးရေကောင်းကောင်းမရရှိသေးဘူးဟုတ်ပါတယ်မိုးရေကောင်းကောင်းမရရှိသေးပါဘူးမိုးအဆက်မပြတ်ရွာလို့ရေကြီးနှမြုပ်ဒေသတွေကိုမပြောချင်ဘူးပြောဗျအလေပိုင်းမိုးတဲ့ဒေသတွေကိုပြောချင်တာပါလာမဲ့မိုးလေကာလမှာသာမိုးမရခဲ့ဘူးဆိုရင်မတိုးဝဲကြပါပဲပြောချင်တာကမိုးနှောင်းကာလမှာရလာလိမ့်မယ်လို့ဆိုပြီးတော့ရလာလိမ့်မယ်ပေါ့ဆိုပြီးတော့မထင်လိုက်ကြပါနဲ့လက်ရှိအန်နီယိုရဲ့အခြေအနေကအရှိတစ်ချောင်းရှေ့ရှောက်ပုံမူတိတာလာတော့မယ်ဆိုတာသတိပြုစေချင်ပါတယ်အကယ်၍များမိုးနှောင်းကာလမှာမိုးစောစောပြတ်သွားပြီဆိုတော့ဘယ်မလဲမိုးကြီးဗျာကဲဘယ်မလဲဆယ်ကြီးမိုးအလွန်နေတဲ့အတွက်ဆယ်ကြီးမှာလည်းရေဝင်အားအလွန်နေပါနေမှာဖြစ်ပါတယ်ဆယ်ကြီးမှာမိုးရေဝင်ရောက်မှုအလွန်နေပါတဲ့အတွက်ချောင်းရီမြောက်ရီဆိုတာလည်းကောင်းကောင်းရရှိနိုင်ဖို့မမျှော်လင့်ပါနဲ့အဲ့လိုအလွန်လောက်မရှိဘဲနဲ့တော့ရှေ့ဆက်ပြီးအလုပ်ဖြစ်မလာနိုင်ဘူးလို့ပြောချင်တယ်ထင်သာမြင်သာဖြစ်အောင်ပြောရမယ်ဆိုရင်မြန်မာနိုင်ငံတနိုင်ငံထဲမှာကမိုးရွာသွန်းမှုဟာနှစ်ပိုင်းကွဲနေပါလိမ့်မယ်ပြည်နယ်နဲ့တိုင်းဒေသချို့မှာမိုးရွာလုံးလို့ရေကြီးနေပြီးကျန်တဲ့တိုင်းနဲ့ပြည်နယ်ဒေသတွေမှာမိုးခေါင်ပြီးတော့ရေရှားလာနေပါတယ်ဒါကြောင့်စိုက်ပျိုးရေးအတွက်များသောဒုက္ခတွေသူနဲ့တည်းဖြစ်ပေါ်လာပါလိမ့်မယ်တောက်ရည်နဲ့သုံးရည်ကိုစနစ်တကျစီမံခန့်ခွဲစေခြင်းနဲ့အန်နီယိုကာလမတိုင်ခင်ကတည်းကမိသားစုလိုက်ရက်ကွက်လိုက်ရေစုဆောင်းနိုင်မဲ့နီလန်းတွေကိုပြင်ဆင်ပါရေကိုအလေလွှဲမရှိအောင်ချွေတာသုံးဆွဲပါတောင်သူဦးကြီးတွေအနေနဲ့စိုက်ပျိုးရေးပုံစံကိုပြောင်းလဲစေချင်ပါတယ်တက်နိုင်သလောက်ပြောင်းလဲစေချင်ပါတယ်မိုးရေချိန်ယုံနေလိုက်တာကြောင့်ရေအမြောင်များလိုအပ်တဲ့သီးနှံတွေအစားအပူဓာတ်ကိုခံနိုင်တဲ့ရေနည်းနဲ့ဖြစ်ထွက်နိုင်တဲ့သီးနှံမျိုးစေ့တွေကိုအစားထိုးဖို့စားတို့ပြင်ဆင်စိုက်ပျိုးဖို့အကြံပေးကြပါလေဖြစ်နိုင်မဖြစ်နိုင်ဆိုတာတောင်သူဦးကြီးတွေပဲသိပါလိမ့်မယ်အပူဓာတ်နဲ့ကျန်းမာရေးကိုကူးဆိုင်ရမှာပဲအပူဓာတ်နဲ့ကျန်းမာရေးကိုဘယ်လိုကူးဆိုင်အောင်လဲအပူလူကဲခြင်းကြောင့်ဖြစ်တဲ့ heat stroke အနေနဲ့ကာကွယ်ရန်နေကမှအပူချိန်တွေမှာအပြင်ထွက်ခြင်းအပြင်ထန်အလုံးလုံးခြင်းရှောင်ကြပါသူတစ်ပြက်အပြင်ဘက်မှာအလုံးလုံးရသည်များတကြီးရိုးနဲ့ကလေးငယ်တွေကိုအထူးကူးဆိုင်ပြီးဒီမြများတောက်ခိုင်းပါနေလူညဉ့်ညံ့မှုတောင်းမီအနေကိုတတိပြုပါမိုးခေါင်ပြီးပတ်ဝန်းကျင်6သွေးလာပါတောင်းမီလောင်ခြင်းနဲ့မြူထူတဲ့ခြင်းတွေဖြစ်လာနိုင်တဲ့အတွက်ကြောင့်အသက်ရှူလမ်းကြောင်းဆိုင်ရာပြဿနာတွေမဖြစ်အောင်လို့ကာကွယ်ဖို့ mask တွေလိုအပ်ပါတယ်ဆေးဝါးတွေကြိုတင်ဆောင်ထားဖို့လည်းလိုပါတယ်ကျွန်တော်တို့လိုမိုးလေဝသသတင်းတွေတင်ပေးနေတဲ့သတင်းသမားတွေနဲ့မိုးလေဝသသတင်းတွေကိုလည်းဆိုရချမှတ်ပေးတဲ့မိုးလေဝသသတင်းတွေကိုလည်းမျက်ခြေမပြတ်နားဆွဲမှာဇလာဗေလာညွှန်ကြားမှုဦးစီးဌာနကထုတ်ပြန်တဲ့ရာသီဥတုခန့်မှန်းချက်တွေကိုလည်းသတိပေးချက်တွေကိုလည်းပုံမှန်စောင့်ကြည့်ပြီးဒေတာလိုက်နာဆောင်ရွက်ပါရာသီဥတုအပြောင်းလဲမြန်ဆန်လို့ကြောင့်မိမိတို့မိသားစုနဲ့ပတ်ဝန်းကျင်ဘေးကင်းစေဖို့ယခုကတည်းကသတိပြုဆင်ခြင်ကြရန်တိုက်တွန်းနှိုးဆော်
ပေးလိုက်ပါလေဒါဒုတိယချိန်ထပ်မှတတိပေးခြင်းဖြစ်ပါတယ်တပင်ဆိုင်ပါလို့လေပြောအောင်လားတော့မသိဘူးမိုးရတော့ရေခံထားကြပါကဲဒီလောက်နဲ့ပဲဆုံးတော့ပါမယ်အားလုံးကျေးဇူးတင်ပါတယ်